လူဟာတစ်ခုလိုချင်တစ်ခုစွန့်ရတယ်ဒါသဘာဝပဲနော်ဟိုဘက်ကန်းရောက်ချင်ဒီဘက်ကန်းစွန့်ရတယ်နိက္ခမဒုက္ခလို့ဆိုတဲ့ကာမဂုဏ်အာယုန်နေကင်းတဲ့ချမ်းသာမျိုးကိုရကြလို့ရှိရင်ကာမဒုက္ခဆိုတော့စွန့်လို့ရဘယ်ရာပဲဖြစ်ဖြစ်တစ်ခုရချင်တစ်ခုစွန့်ဘုန်းကြီးတို့နေ့စဉ်သွားနေတဲ့ခြေလမ်းကိုပဲကြည့်ပထမခြေလမ်းကိုမစွန့်နိုင်ရင်ဒုတိယခြေလမ်းကိုမရဘူးလေကတိတက်တဲ့အခါမှာလည်းပထမလေကတိကိုစွန့်နိုင်မှဒုတိယလေကတိပေါ်ရောက်တယ်ဒုတိယလေကတိတက်စွန့်နိုင်မှတတိယလေကတိကိုရောက်တယ်အဲ့ဒါလို့စွန့်လွတ်ပြီးတော့လာခဲ့ရအောင်လောကလူသားတွေကမစွန့်နိုင်ပဲဖက်တွေထားသည့်အတွက်ကြောင့်အထက်ကိုမရောက်ကြတာလို့ဟိုဘက်ကသွားခြင်းတဲ့လူတယောက်ဟာဒီဘက်ကမှာထိုင်းနေလို့ဟိုဘက်ကကိုရောက်လာမှာမဟုတ်ဘူးဒါကြောင့်ဒီဘက်ကကိုစွန့်ခွာဖို့လိုအပ်တယ်တန်မြာဆိုတဲ့ဒီဘက်ကကြီးကိုမစွန့်ခွာပဲနဲ့နိဗ္ဗာန်ဆိုတဲ့ဟိုဘက်ကကိုဘယ်နည်းနဲ့မှမရောက်ဘူးတန်မြာဆိုတဲ့ဒီဘက်ကကအန္တရာယ်တွေနဲ့ကြီးပဲဘာဖြစ်လို့တော့ဆိုရင်ဘဝမှာဒီဘဝဒီဘက်မှာနေလို့ရှိရင်အန္တရာယ်တွေအလုံးကိုချီးမားပြီးနောက်ဆုံးအသက်ဆုံးသည့်ထီအောင်ဖြစ်သွားတယ်နော်အာတိဝိသောဘဝသုတ်တမှာကိုတတ်မဲ့လူကိုအနိကပ်ပြီးတော့အယုံသွင်းပြီးတော့နော်လှုပ်ချန်တပ်ဖြတ်မဲ့ရန်သူဒီဘက်ကမ်းမှာရှိနေတယ်ကိုနဲ့အတူရှိနေတယ်ကိုဒုက္ခပေးမဲ့အစိတ်ပြင်းထန်တဲ့မွေကြီးတွေလည်းကိုနဲ့အတူရှိနေတယ်အဲ့ဒါလို့ဒီဘက်ကမ်းမှာကြည့်လိုက်ရင်ဆိုအန္တရာယ်တွေနဲ့ကြီးပဲလို့ရလမ်းမရှိဘူးဒီဘက်ကမ်းဒါကြောင့်မို့ဟိုဘက်ကန်းကိုမရောက်တဲ့မြတော့ဒီဘက်ကန်းနေလို့ရှိရင်တော့အိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဆင်းရဲဒုက္ခလွတ်ကြမှာမဟုတ်ဘူးဘယ်ပုဂ္ဂိုလ်မှမလွတ်နိုင်ဘူးဒါကြောင့်မို့ဟိုဘက်ကန်းကိုအရောက်သွားဟိုဘက်ကန်းသွားဖို့ဆိုတာလေအန္တရာယ်တွေအလွန်ပြောနေဒီရှည်ပြင်းကြီးကိုဖြတ်ကျော်ရမှာဖြစ်တယ်လှေဖောင်မရှိဘဲနဲ့သွားဖို့အလွန်ခက်တယ်ဒါကြောင့်မို့လှေဖောင်ဆိုတဲ့အမှန်မြင်မှုအမှန်တွေးမှုမှန်ကန်တဲ့စကားကိုပြောဆိုမှုမှန်ကန်တဲ့အလုပ်ကိုလုပ်မှုမှန်ကန်တဲ့သမွေးမှုဆိုတာတွေကိုခြေတဲပြီးတော့မှန်ကန်တဲ့ကြိုးစားအထောက်မှုနဲ့မှန်ကန်တဲ့အမှတ်ရမှုတွေတည်ဆောက်ပြီးမှန်ကန်တဲ့တမာတိနဲ့သွားမှဟိုဘက်ကန်းကိုရောက်တယ်ကျယ်ဝန်းလာတဲ့ပင်လယ်ပြင်ကြီးအန္တရာယ်ပြားတဲ့ပင်လယ်ပြင်ကြီးကိုလှေဖောင်နဲ့ဖြတ်ကူးလိုက်လို့ဟိုဘက်ကန်းရောက်သွားပြီဆိုလို့ရှိရင်တော့ပါရိမန်တီရန်ခေမန်ဟိုဘက်ကန်းဟာငြိမ်းချမ်းနေဆိုလိုတာကခန္ဓာ၅ပါးရှိနေတာဟာဒီဘက်ကန်းခန္ဓာ၅ပါးအကြောင်းချုပ်လို့အလုံးချုပ်ငြိမ်းသွားတာကဟိုဘက်ကန်းအဲ့တော့ဟိုဘက်ကန်းဆိုတဲ့ဒုက္ခនិရောဓလို့ဆိုနိဗ္ဗာန်လို့ဆိုပဲဟိုဘက်ကန်းကြတော့မှတို့တွေဆင်းရဲဒုက္ခတွေလွတ်မယ်ဆိုတာကိုသိရှိဖို့လို